ဖျားသခင်ဤကောင်းကြီးမင်္ဂလာအပြပြတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏29ရက်4လ2026ဗုဒ္ဓဟူးနေ့မိမိအသက်တာ၌ဘုရားသခင်ဤနှုတ်ကပတ်တော်နှင့်နေ့စဉ်ဖူးပွင့်ဝေစားနိုင်ရန်အတွက်ပရောဖက်ပြုချက်ပြတဲ့တော်ကိုအတူတကွဆင်ခြင်ကြပါစို့ယနေ့ဆင်ခြင်ရမည်ပြတဲ့တော်ဤကောင်းစဉ်မှာသင်ဤအံ့ဩဖွယ်ရာကိုမွတ်ဆိုလောယနေ့အတွက်ပရောဖက်ပြုချက်နှုတ်ကပတ်တော်သုတ္တန်ကျမ်းအခန်းကြီး18အငယ်21ရှာသည်အသက်သေးခြင်းနှင့်ရှင်ခြင်းကိုအဆိုရ၏ရှာကိုနှစ်သက်သောသူသည်ရှာ၏အသီးကိုစားရ၏ဆင်ခြင်ရမည်ပြတဲ့တော်မှာသင်ဤအံ့ဩဖွယ်ရာကိုမွတ်ဆိုခြင်းဟူသည်မှာမိမိအသက်တာအပေါ်ဖျားသခင်ဤဂတိတော်များကိုယုံကြည်ခြင်းနှင့်အခွင့်အာဏာဖြင့်ကြွေးကြော်ခြင်းဖြစ်သည်ဘုရားသခင်သည်ယုံကြည်သူတိုင်းအားမဖြစ်နိုင်ဟုထင်ရသောအခြေအနေများထဲသို့အသက်ကိုမွတ်ဆိုနိုင်သည့်တကူကိုပေးသနာထားသည်သင်ဤအံ့ဩဖွယ်ရာကိုမွတ်ဆိုခြင်းသည်စကားလုံးများကိုရွတ်ဆိုရုံများမဟုတ်ဘဲသင်ဤရှာကိုဘုရားသခင်ဤနှုတ်ကပတ်တော်နှင့်တသားတည်းဖြစ်စေပြီးကိုတော်ဂတိထားတော်မူသောအရာကိုပြည့်စုံစေမည်တကူတော်ကိုကိုးစားသည့်ယုံကြည်ခြင်းဤလှုပ်ဆောင်ချက်ဖြစ်သည်ယုံကြည်သူအများစုသည်ဘုရားသခင်ဤလက်တော်လှုပ်ရှားမှုကိုဘေးထိုင်ကြည့်လျက်စောင့်ဆိုင်နေတတ်ကြတော်လေဘုရားသခင်သည်သင်ဤနှုတ်ထွက်စကားများမှတဆင့်သင်နှင့်အတူလက်တွဲလှုပ်ဆောင်လိုသည်သင်သည်ဘုရားသခင်ဤနှုတ်ကပတ်တော်နှင့်အညီမွတ်ဆိုသောအခါအစိုးမြင်သောတည်င်းစကားတိုင်းမျော်လင့်ချက်မဲ့ပုံရသောအခြေအနေတိုင်းနှင့်စိန်ခေါ်မှုမှန်သမျှကိုပြောင်းပြန်လှန်ပြနိုင်သည်အံ့ဩဖွယ်ရာများသည်ယုံကြည်ခြင်းစကားလုံးများနှင့်အတူစတင်လေးရှိသည်ဖြာနာခြင်းအပေါ်ကျမ်းမာခြင်းကို၎င်းခက်ခဲခြင်းအပေါ်မျက်နှာသာရခြင်းကို၎င်းလိုအပ်ချက်ရှိခြင်းအပေါ်ပြည့်စုံကြွယ်ဝခြင်းကို၎င်းနှောင့်နှေးခြင်းအပေါ်နှင့်မြန်ခြင်းကို၎င်းကြွေးကြော်ခြင်းပင်ဖြစ်သည်တွေးတော်နာဆွဲသောအမျိုးသမီးသည်သူမ၏ယုံကြည်ခြင်းကိုမွတ်ဆိုလျက်သခင်ယေရှုကိုတို့ထီ၍ကျမ်းမာခြင်းကိုခံစားရသကဲ့သို့ရှမာကုအခန်းကြီး9အငယ်25မှ35သခင်ယေရှုသည်လာဇရုအပေါ်သို့အသက်ကိုမဆို၍သူသည်သင်္ချိုင်းတွင်မှထွက်လာသကဲ့သို့ရှေယောဟန်အခန်းကြီး7အငယ်38မှ44သင်ဤနှုတ်ထွက်စကားများသည်လည်းယနေ့ဘုရားသခင်ဤထူးကဲသောတကူတော်ဂျားဝင်လှုပ်ဆောင်မှုကိုလွှတ်ပေးနိုင်သောအစွမ်းရှိသည်သင်ဤစကားလုံးများသည်သင်ဤဝိညာဉ်ရေးရာပတ်ဝန်းကျင်ကိုပုံဖော်ပေးပါသည်အစိုးမြင်စကားများသည်ရန်သူအားခြေကုပ်ယူခွင့်ပေးတော်လဲယုံကြည်ခြင်းစကားများသည်ကောင်းကြီးမင်္ဂလာများအတွက်တကားကိုဖွင့်လှစ်ပေးသည်မိမိ၏အံ့ဩဖွယ်ရာကိုမွတ်ဆိုခြင်းသည်အခွင့်အာဏာကိုအသုံးပြုခြင်းဖြစ်သည်သင်၏အခြေအနေများအပေါ်ဘုရားသခင်၏တမန်တရားကိုအစဉ်တစိုက်ကြွေးကြော်သောအခါကိုတော်၏တကူတော်လှုပ်ဆောင်ရန်နေရာကိုဖန်တီးပေးခြင်းဖြစ်ပြီးမဖြစ်နိုင်သောအရာများဖြစ်လာသည်ကိုမြင်တွေ့ရမည်ဖြစ်သည်ဝိညာဉ်ခရီးစဉ်ကိုဆက်လက်ရှောင်လန်းကြပါစို့ရှမာကုခရစ်ဝင်ခန်းကြီး7အပိုင်းငယ်23ငါအမှန်ဆိုသည်ကအကျင့်သူသည်ယုံမှားသောစိတ်နှင့်ကင်း၍မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်ထိုတောင်ကိုနေရာမှရွှေ့လော့ပင်လယ်၌ကြလော့ဟုဆိုလျင်ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်ရှင်လုကာခရစ်ဝင်အခန်းကြီး8အပိုင်းငယ်50ယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလော့ထိုသို့ရှိလျင်သူသည်ဘေးနှင့်လွတ်လိမ့်မည်ဟုတရားစီရင်မှုအားမိန့်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အပိုင်းငယ်43လာဇရုထွက်၍လာလော့ဟုကြည်သောအတန်နှင့်ဟစ်ခေါ်တော်မူ၏ဗျာဒိတ်တော်နှင့်အညီလက်တွေ့ကျင့်ဆောင်ရမှာဘ
ဘုရားသခင်ဤကြားဝဲလှုပ်ဆောင်မှုကိုလိုအပ်နေသောသင်ဤအတ္တတာရှိနေပေများကိုခွဲခြားသတ်မှတ်ပါအခြေအနေတိုင်းအပေါ်အသက်မျက်နှာသာပေးမှုနှင့်ထိုးဖောက်အောင်မြင်မှုတို့ကိုမဆိုပါတန်တရာကြောက်ရွံ့ခြင်းသို့မဟုတ်အစိုးမြင့်သောတည်င်းစကားများကိုသဘောတူလက်ခံရန်ညင်ပေပါသင်ဤအံ့ဩဖွယ်ရာထင်ရှားပေါ်လွင်လာသည့်အထိဘုရားသခင်ဤနှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအခွင့်အာဏာတို့ဖြင့်နေ့စဉ်ကြွေးကြော်ပါဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့သခင်ယေရှု၏နာမတော်မြတ်၌ကျွန်ုပ်၏အတ္တတာမိသားစုနှင့်ကံကြမ္မာအပေါ်ဂရုဏာတော်ထိုးဖောက်အောင်မြင်ခြင်းနှင့်မျက်နှာသာပေးမှုတို့ကိုကျွန်ုပ်ကြွေးကြော်ပါသည်အနန္တတကုရှင်ဖဖျားအကျွန်ုပ်မဆိုသည့်အတိုင်းကိုတော်ဤထူကဲသောတကူတော်ကိုလွတ်တော်မူ၍ကျွန်ုပ်ဤအံ့ဩဖွယ်ရာများကိုထင်ရှားစေတော်မူပါသခင်ယေရှု၏နာမတော်မြတ်၌အာမင်အချို့သောသူတို့သည်လက်နက်များကိုကြောက်လန့်သင့်သည်ဟုထင်မြင်ကြတော့လေအမှန်တကယ်တွင်မြည်သည့်လက်နက်၌မဆိုအန်ဒီရဲ့အရှိဆုံးအရာမှာ၎င်းကိုအသုံးပြုနေသောလူသားပင်ဖြစ်ပါသည်မှန်ကန်စွာအသုံးပြုသောအခါမှန်ကန်သောတိုက်ပွဲတွင်အသုံးပြုသည့်မှန်ကန်သောစကားလုံးများသည်အောင်မြင်မှုကိုအသေးအချာရရှိစေပါသည်